Welcome to A Dose of Ngay. Hello ဒီနေ့တော့ဒီငယ်ကပဇွန်လုံးကြော်စားမှာဖြစ်ပါတယ်ပဇွန်လုံးကိုအလယ်အိအိလေးနဲ့အပြင်ချွတ်ကလေးကြော်စားမှာဖြစ်ပါတယ်အရန်စားလို့ကောင်းတယ်နော် share ပဲဆိုတော့ကအရင်ဆုံးပဇွန်ကိုတက်ရှင်လုပ်ပါတယ်ပြီးသွားလို့ရှိရင်တော့ဓာတ်နဲ့နှုတ်ဆင်းပါတယ်အကယ်၍ဆက်နဲ့ကြိတ်ချင်ရင်လည်းရပါတယ်ပဇွန်ကြိတ်ထားတာလေးရဲ့ပြီးတော့စီပါမယ်ခရုစီပြီးတော့ချက်အိုးကကြတော့အကာပဲသုံးထားပါတယ်ပိန်းငံပြာကြီးစီမွေးကော်မှုတ်ပါပါတယ်ဒီငယ်ကတော့ပဇွန်ကော်မှုတ်ရဲ့ခရုစီနဲ့ခုန ingredients တွေအကုန်လုံးထည့်ပြီးတော့နေထားလိုက်ပါတယ်ဒါကတော့ကော်ပြန်ဘတ်ပါကော်ပြန်ဘတ်ကိုခွာပြီးတော့ခုလိုမျိုးလေးတွေညှက်ထားလိုက်ပါတယ်အရသာနေထားပြီးတော့နှက်ထားတဲ့ပဇွန်ကိုကြိုက်တဲ့အနေထားလေးလုံးပါတယ်အရန်ကြီးရင်တော့အလယ်မကြက်မှာစိုးလို့ပေါ့နော်အနေတော်လေးလုံးပါတယ်ပြီးလို့ရှိရင်ဒီညှက်ထားတဲ့ကော်ပြန်ဘတ်ကလေးတွေကိုကတ်ပြီးတော့စီထားလိုက်ပါတယ်စီပူပေးပါတယ်စီပူလာလို့ရှိရင်မီးကိုလျှော့ပြီးတော့ပဇွန်လုံးလေးတွေထည့်ပြီးတော့ကြော်ပေးပါတယ်စီအရန်ပြင်းလို့ရှိရင်လေအလယ်မကြက်ဖဲနဲ့အပေါ်တွေတူးသွားမှာဆိုလို့ပါเนาะအဲ့ဒါလေးကတော့စိတ်ရှိရှိလေးကြော်ပေးဖို့လိုပါတယ်ပြီးရင်စီစစ်လိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ရပါပြီရှင်အရန်မခက်ပါဘူးเนาะစားလို့လည်းအရန်ကောင်းပါတယ်ခွက်ကိုအိမ်မှာလည်းကြော်စားကြည့်ပါရှင်ဒီဗီဒီယိုကြိုက်တယ်ဆိုလို့ရှိရင်တော့ like and subscribe လုပ်သွားပေးပါဦးရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ထထား